စောင့်ခံလာတော့လည်းကျိုးသွားအောင်မယ် ဟုတ်ဒီတော့တော်နာလေးပါဘာညော လောက်ဆုံးမနေတဲ့ကြာကိုလွဲပြောင်းလွဲပြောင်းလွဲ ဘာပဲအားရပဲသားကိုမှာထားပြီးတော့ပတ်စံရဖို့အတွက်ဆိုတာလွယ်လွယ်လေးတော့မရဘူးဆိုခက်ခက်ခဲခဲကြားလို့ရှိရင် ဒီအဲ့ရောကမင်းပါနာလေဟမ်အဲ့တော့ဂျင်မိုးကထုံးနေကြီးပဲ ကြိုက်လိုက်တာလိုက်တာ ဘုညာမင်းကိုဆုံးမလာလေလေငါကူငါတော့ကနာနေပြီတလားငါလေဇွဲကျူးချတာသေလိုက်ရှင်နဲ့ဘုညာ ခဏလေးပါ ဘာလဲမင်းငါဆုံးမတော့မကြိုက်လို့လားလား ကျိုးသွားယူပေးမလို့ ထိုင်လေးလုံနော် ဟုတ်ကဲ့ အော်အဲ့ဒါရွေးဆောင်တော့ငါစောင့်ခံလာတော့လည်းကျိုးသွားအောင်မယ် ဟုတ်ဒါလေးတော့တော်နာလေးပါဘာညေ ကျွန်တော်ဆုံးမနေတဲ့ကြာကိုလွဲပြောင်းလွဲပြောင်းလွဲ ဟိုဘာပဲဘာညပဲသားကိုမှာထားပြီးတော့ဟိုပတ်စံရဖို့အတွက်ဆိုတာလွယ်လွယ်လေးတော့မရဘူးဆိုခက်ခက်ခဲခဲကြားမယ်ထင်တယ်အဲ့မှာစာချုပ် မင်းအဲ့လောကမင်းဘာနာလဲလို့ဟမ်အဲ့တော့ဂျင်မိုးကထုံးနေကြီးပဲတော့လေတယ်ဆိုတဲ့ကောင်တွေတော့အမြဲတမ်းပြဿနာတွေအမျိုးမျိုးလိမ့်နေကြတာနော်မင်းတို့ကောင်ပူအောင်ဆုံးမှာဘောငါပြောတယ်မှတ်ထားပတ်စံဆိုတာဘယ်တော့မှလွယ်နဲ့မရဘူး တောင်းလေးမြောက်လေးမှာဟွာ ဘယ်ဦးတောင်းနဲ့ညောင်မှာလဲတောင်းနဲ့ညောင်မှာတော့ကိုမင်းကျိုးသွားပြီလေ ဟိုကမတရားလုပ်တာ၃ယောက်တော့ ငါမင်းကိုမမဘူးလားနော်ငါအိမ်နဲ့ဖုန်းကြီးเจ้าမှာမင်းဘာမှမလွဲလာပါနဲ့ငါအတန်တန်ပြောတယ်မင်းကို အာဘာညအိမ်ကနေသွားတော့အဖုံးချောင်းတန်းနေတာပဲလမ်းမှာအဲ့ဒါပြောစုကဟေးအောင်လာအောင်ဆိုပြီးတော့ တော်ပြီနော်တော်ပြီငါမလေးဆွေမျိုးဆိုလို့မင်းတကောင်လည်းရှိလို့တော်တော်ကိုကြည့်ဆိုင်နေရတာအဲ့တော့မင်းဘာမှမလုပ်နဲ့ငါပဲရှာချွေးမယ်ဟုတ်ပြီနော်ဘာမှမလုပ်နဲ့အိမ်မှာပဲနေဘဲမှလည်းမသွားနဲ့ဘုံကြီးเจ้าလည်းမသွားနဲ့အိမ်ရှိလေးမှလေပြင်အိမ်ရှိလေးမှနေအပေါ်အိမ်ပေါ်တက်နေဟုတ်ပလားတက်တောင်တက်တာနေဖွင့်ညံနော်ငါသိပါစေငါရှာချွေးမယ်ဟုတ်ပလားဟဲ့ ပြီးရော ပြီးရော အိမ်မှာနေဆိုလည်းနေမယ် အေး အဲ့ဒါအိမ်သာတက်တဲ့ခါကျဘူးလို့တော့ ငါလိုက်တယ်ပေးမှာပေါ့ဟေ့ရကတိကတ်မပြောနဲ့လို့မင်း ဟုတ်လေအဲ့လိုတက်ချင်တဲ့ခါကျရင်တော့ဘာညာဘုံခုနှစ်ပြောရမှာလားလို့ အိမ်သားတော့မင်းဘာလဲပြမှာလဲ ဟိုခွင့်တောင်းရမှာလားလို့မေးကြည့်အဲ့ဆိုတော့ပြီးရောဗျာ ကိုလက်ပုတ်ကတ်တဲ့ကောင် တာပါရတာအိမ်ထဲမှာပဲနေတော့မယ် အေး ဒါမဲ့ဘူးလို့တော့ဘိုင်းစားနေ အဲ့တော့ မမူပေးလေတော့မဟုတ်တော့ဝယ်စား ဟဲ့ဘဲမှမသွားနဲ့လို့ငါပြောတယ်လေ မဟုတ်ဆိုင်မှာမုတ်လေးတော့ဝယ်စားမယ်လေဗျာ ပါဒါလည်းဘာမှမ ရတာညာဘက်ကသမီးကလည်းစားလို့မရဘူးဘယ်ဘက်ကမတန်းတော့ဘာမှလုပ်လို့မရ အေးအဲ့ဒါဆိုငါပြောမယ်နော်အဝေးမုတ်ဆိုင်နေရှာမရှာနေနဲ့ငါအိမ်ထောင်ကမုတ်ဆိုင်မှာအေးအဲ့ဒီမှာပဲစားလာခဲ့ မိုး3ရင်ကျော်ကမုတ်ဆိုင် အေးအဲ့ဒီမှာပဲစားနော်ငါလည်းအရင်အမှအကျွေးတွေရှိတာငါပြီးမှပေါင်းရှင်းလိုက်မယ်ဟုတ်ပြီနော် ဘာညာပေးမယ်ဆိုပြီးဒီဇိုင်းလုံးဝယ်စားလာ ကြော်မသွားနဲ့နော် ဟုတ် ကြော်မသွားနဲ့နော် ဟော အေးအဲ့လားအတန်တန်မာတယ်နော် ပြီးရော အေးအဲ့ဒါလည်းသွား သွားမယ်နော် သွား ဘာညာသွားခိုင်းလို့သွားတာ တော့အိမ်ကိုမကြော်နဲ့နော် အဲ့မုတ်ဆိုင်ပဲမှလား အေး ပြီးရော ရှာကျွေးရတာတစ်မျိုးစေးဖို့ကတစ်မျိုးမင်းလည်းငါလည်းတောင်းစားတော့မယ်ဘိုးညာရေလို့ အရှိတော့ခါလာကူနေပါဟဲ့ငါ့ကိုကိုဘက်ကြော်မှာလိုက်ပြီးအမခံပေးစမ်းမှာတစ်ခါတော့ဆက်ဆံအရန်လူနေလို့ ဒီမှာ ကူညီပါဟာ နင်းကိုလေငါခဏကူညီပေါင်းများနေပြီငါနဲ့မကူညီနိုင်တော့ဘူးနင်းမဆိုင်ထွက်သွားစမ်းပါဟာငါဈေးရောက်လို့မကောင်းဘူးကွာသွားစမ်းပါဟာ ငါနောက်ဒီတစ်ခါတည်း ငါမကူညီနိုင်တော့ကွာ နားလိုက်တာကွာနားလိုက်တာ ဟဲ့ဖုန်းညာမင်းဘာကြီးမလဲရ ဟောငါမုတ်ယူဖို့လာတာလေဘာဖြစ်လဲကွာစုညက် ဟုတ်တယ် ဟမ်ဟာဘာဖြစ်လဲလက်မရဲ့ဟဲ့နာတိုင်ချိန်မှာဘာဖြစ်လဲ လို့အမကလိုက်ပေးပါဆိုတာတစ်ခါလေးကိုမလိုက်ပေးဘူးတဲ့ ဟုတ်လား သူမပိုင်လည်းမဆန်မချီဘူးတဲ့ ဩဩ ဟုတ်တယ် ဘာအခုဘယ်လိုဖြစ်လို့မပတ်စံလို့တာဘူး ဘာယောက်ျားဆေးဟုတ်တယ်ရလို့ငါသားလေးကလည်းဖိုင်ဦးရောင်ငန်းပြဖြစ်လို့ဆေးဟုတ်တယ်ဒါလားပတ်စံလေးလိုလို့ချီတာသူ့ကလိုက်ပေးပါဆိုမလိုက်ပေးဘူးတဲ့ကိုကြရဲ့ ဩအာမခံပေးဖို့ဒီကမလိုက်ပေးဘူးဟဲ့မင်းရုံမလိုက်လားမရိုင်းလိုက်လားလူစားစာနာစိတ်မင်းမရှိဘူးလားဟဲ့ဟမ် မင်းဘာသိလို့လဲ အာမခံပေးရမှာလေ ငါတော့ကူညီပေါင်းများနေပြီငါမကူညီနိုင်တော့ဘူးမင်းကူညီနိုင်ရင်မင်းကူညီလိုက်မင်းသူ့ခေါ်ရလိုက်မင်းကငါဆန်ထွက်သွားကွာရ ငါတို့ကလူသားဆန်လူချင်းကိုငါတို့ကလူနားတယ်အဲ့တော့ငါကူညီမယ်ကွာမာကြီးကျွန်တော်ကူညီမယ်ဘယ်မှာသွားကြည့်မလဲပြောကျွန်တော်အာမခံပေးမယ်လားဟွန်းဘာအောင်လည်းမသိစိတ်သက်အောက်တန်းကြတယ် ဟဲ့ဖုန်းညာ ပါတယ် မင်းဦးလေးပြောလိုက်ငါဆိုင်အကျွေးလာဆက်ပါလို့ ဟဲ့အဲ့ဒါမင်းနဲ့ငါဦးလေးနဲ့ကိစ္စမင်းမမေးတော့ကွာမင်းဆိုင်မှာလည်းငါဘယ်တော့မှဝယ်မစားတော့ဘူး
ဟောနေကွာတော့ကွာ လာပါ ဟောကောင်များမသိကြုံတောင်နဲ့မခန်းအောင်ပါ ဟဲ့ဘုံညင်ဟဲ့မင်းထွက်ခဲ့ဘုံညင် စင်းစင်းတို့ဘယ်ဘာလဲဘာလဲ မင်းအောင်ပါ ဟေ့ကျွန်တော်တရွာလုံးမေးကြည့်လိုက်နော်ဘာညက်သူမသိရလို့မရှိဘူးဖုန်းညက်ဆိုတာငါတူဟုတ်ပြီနော်ခွန်မင်းကဘာကိစ္စလဲဘာဖြစ်ချင်လဲပြော ဘုံညင်ခေါ်ပေး ဟဲ့မလို့ဘူးလို့ဒီကောင်ရှာခဲ့တဲ့ပြဿနာတွေအများကြီးငါပဲရှင်းရငါပြီးရင်ကုန်ပြီးတယ်ကမင်းတို့ဘာကိစ္စလဲအဲ့ဒါလုံရုံပြော ခင်ဗျားရှင်းမှာပြေးကြနော် ဟောငါပြီးရင်ပြီးတယ်လို့မင်းကလေ ကျောင်းတော်တရေရှိရနေပြီးတော့ဘုံညင်ခေါ်လာတဲ့အမျိုးသမီးကပတ်စံ9သိန်းချီးသွားတယ်သူအာမခံပေးတဲ့အမျိုးသမီးကထွက်ပြေးသွားပြီ ဘာသူအမခံတာ ဟုတ်တယ် ဟောအဲ့တော့ ဘုံညင်ရောမှာဗောဗျစိုက်ပေးရမှာ ဟောပတ်စံကိစ္စ ပတ်စံကိစ္စ ဟဲ့လေကွာရိုးလိုက်တာဘုန်းကြီးအဲ့ဒီတွေအများကြီးဖြစ်ခဲ့ပြီမင်းတို့ပတ်စံဘယ်လောက်ပြော အတိုးကအရင်က9သိန်းအတိုးက9သိန်းဘောင်း10သိန်း ဟဲ့ဘုန်းကြီးအကြီးက9သိန်းအတော့က9သိန်း နေပြန်တိုးဗျ နည်းနည်းများနော်10သိန်းဆိုတော့လေဟာရမင်းငေါချင်းလာမတယ်မရဘူးငါတို့ကလေငါအိမ်နဲ့အိမ်နေတော့ပေးမတော့ဘူး အိမ်နဲ့အိမ်မထွက်ဘူး မင်းကွာဘာမှအာမခံတဲ့ကြောင်းပြီမင်းတို့ဘာတဲ့ရှိလဲပြော ဟဲ့စာရုပ်ပေး မင်းကလာဂျေးတဲ့နော်ကွာ ငါကြည့်တယ် ဟောငွေချင်းငါစာချုပ်အာမခံတဲ့လူနေရာမှာကြည့်လိုက် ဖုန်းညံနဲ့အမေလက်မတော်မို့တော့လက်မရပါနေခါသေးတာဗျဟာဟုတ်လေငါအိမ်သာတိတ်တော်ကလိုက်နေတဲ့ကောင်ဘယ်ချိန်လက်မသွားလိုက်တာလဲလို့အဲ့တော့ဖုန်းညံ ဗျာဘာညက် လောက်မလေး ဗျာ ဒီမကြည့်လားဒါမင်းလည်းမလား ဟောအော်တယ်လီဒီနားမှာထူလာတာလက်မှတ်ကိုမသေးကြလို့တဲ့လက်ပွေလေးနှိပ်လိုက်ပါသေးကျွန်တော်လက်ပွေလေးပါပဲ သူမသိကြသားတော့နော်ဟဲ့ဟာနားနားမသိတဲ့ဘာသိမသိဟဲ့မင်းဘလို့လုံးလို့မင်းရတယ်ဟဲ့မင်းရှင်အဲ့ကမင်းရှင်လား ကျွန်တော်ဘာရှင်းရမှာလဲ မင်းဒီကိစ္စကိုရှင်းလေအမကလည်းကိစ္စကျွန်တော်ပြေးပြီတဲ့ ဘယ်သူပြေးတာ အဲ့ကောင်မင်းအမကလည်းကောင်ပြေးပြီတဲ့ ဟိုဒုက္ခရောက်တဲ့အမကြီးလားဩစီးရင်သွားတာနေလိုက်မယ် ဟုတ်တယ်ပြန်လာမှာဟိုမှာမင်းကိုလုံးတော့မှာမင်းရှင်လို့ ဟိုကျွန်တော်ဘာရှင်းရမှာလဲဟဲ့လို့ ပတ်စံဆန်းသိရောမယ်မင်းရှင်လေ ကျွန်တော်မှမရှိဘူးလေဘာညက်ရဲ့ မင်းလူရမလို့ ဘာညက်ရှင်းလိုက်တာသူတို့ ငါရှိရမှာ အေးလေဘာညက်ရှိကတောင်းတာနဲ့ပတ်လာပေးလိုက်တော့လေဘာညက် အေးမင်းလည်းပြီးမှရှင်းမယ် ဟုတ်ကဲ့ပါ ဟဲ့တို့အခုလေးတောင်းမယ်လေအဲ့ဆက်သေးကိုလေညနေဟိုဘာညာဆက်လာပေးမယ်မလွဲစေအောင်နော် ကျင်းစီ ကျင်းနေပါလေဗျာ သေးကြတော့ သိကြပါတယ်ဟိုလေးမရက်ခွလို့ကြည့်လိုက် ညနေအထိပဲစောင့်ပါ လက်ခွလို့ယူလေတငယ်ချင်းလာပေးမယ်နော်လာပေးမယ်နော်နော်ကတည်းက ညနေအထိပဲစောင့်ပါ အဲ့ နော် ပါလာပေးပါမယ်လို့နော်တောင်းမယ်လာပေး ဘာလို့ယူအောင်သွားမယ် နော်ဟိုဒါယူတော့မလား လူအောင်ပါဘူး အေးလာပေးမယ်ဆက်လာပေးမယ်နော်ဟုတ်ဘူးတဲ့နော် တတညနေလာခဲ့မယ်တဲ့အေးစေးပဲစောင့်အေးစေးပဲစောင့် ဘုညာ ရပါဘာကြ အိမ်ထဲကအိမ်ကြီးမထွက်နဲ့လို့ပြောတာအဲ့လက်ပွေမဘယ်ချိန်သွားနေလိုက်တာ အော် ဟမ် ဟောအဲ့လက်ဝင်နေတဲ့ကိစ္စလား အေး ဟောအဲ့ဒါဒီလိုရှိတယ်ဘာညာ ပြောတာ ဟိုကျွန်တော်တို့ဟိုမုတ်တိုင်ကိုကျွန်တော်သွားတယ်လေ အေးဖိုက်ကြတယ်ဆိုအေးဟုတ်ပြီ အဲ့သွားတော့အဲ့မှာမိုင်းတယောက်ကငိုနေ အဲ ငိုနေတော့သူကလေးရောတယ်သူယောက်ျားကြီးအောင်တယ်ဆက်လေရတယ်အဲ့တော့မဆက်လည်းမရှိဘူးလေအမကဘေးပဲလူမရှိကျွန်တော်တနာဟွာတာတနာတော့အဲ့လိုက်ခဲ့ဆိုတော့အဲ့ချိန်မှာလေမောင်ကင်းရင်အဲ့ကောင်ရုံမာတယ်အဲ့ကောင်လူသိမ့်မရှိဘူးမကူညီနိုင်ဘူးတဲ့ကိုကကြိုက်တဲ့စီသွားတယ်ကျွန်တော်မခံနိုင်တော့ဘူးကျွန်တော်ကူညီမယ် ခယူတာရှင် ကျွန်တော်ကူညီမယ်ဆိုတော့ကျွန်တော်လက်ဝင်နှိပ်ပေးလိုက်တာအာမခံပေးလိုက် ဟ တာ လာနင်တော့ခယူနာလမ်းမှာနေတဲ့ခယူနာရှင်ကြီး လူ ပေါ့ တွေကိုစေတနာထားတာ ဟုတ်လား ဟုတ်တယ် စေသိရလဲရနော်အခုအိမ်ထဲကအိမ်ကြီးတွေမကောက်ချီးရသိဖို့တော့မတော်ရတဲ့တော့လာရဲ့ ကျိုးလာပြီမျိုးတို့ရေရှိကြပြုံးကြဟာကြမယ်ဗျာစူပါလင်းဟာတာများအလန်းလေးများနဲ့ဆက်တွင်မဲ့လာဝါဝီလူကုန်ချစ်တဲ့ပင်နဲ့ကြည်စရာလေးများစမ်းပြထွင်ထားစူပါလင်းဟာတာများ